Force လေးတိုက်ချက်ကရှယ်ပဲရှားတော့ပြားနေတယ်ဒါလေးက Nike Air Force ပါပေါ့ဒါ Air Force ပါပေါ့ဒါတော့အော်တိုလည်းတော့ဟိုတော့ပေးမများတော့အောက်သေးတယ်အော်ဟုတ်ပြီဒီကောင်ကကျွန်တော်တစ်ခေါက်ပြဘူးတဲ့ကောင်လေးနဲ့ပါမှာပေါ့နော်ဟုတ် okay ဒီကောင်က sales ရှိနေသေးတဲ့ကောင်လေးပါဒါပေမဲ့ site ကတော်တော်လေးရှားသွားပြီကျွန်တော်ဘယ်မှပြဘူးတဲ့ Nike Air Force exclusive တွေပဲအခုပြမှာ exclusive တွေကဒီကောင်ကဒီ carry နဲ့တော်တော်များကြိုက်ကြတယ်လုံးဝကျွန်တော်ဟောပေါ့ Air Force 1 triple Y နဲ့ကျွန်တော်ရှင်းပြသွားတဲ့ကောင်လေးပေါ့အကုန်မှတ်မိမထင်တယ်နော်အဲကောင်လေးကမှဒီမှာ texture နဲ့ဗာနဲ့ညာနဲ့ပေါ့နော်ဆိုတော့ဒီမှာ carry နဲ့သွားတယ်တော်တော်လေးနဲ့မိုက်တယ်ထားလဲကြတယ်ဒီထဲကဟာတွေပဲပြောင်းသွားတော့နော် exclusive ဆိုတော့ဒီမှာသုံးထားတဲ့ဟာတွေပဲနည်းပြောင်းသွားတယ်ဒါကျွန်တော်ဒီစားလေးပြောပြီးသားဆိုတော့အရင်ကျွန်တော်ဒီစားမပြောတော့နော်ဒါတိပြီးသားပေါ်တာလေးကျွန်တော်ပြီးတော့ဒီကောင်လေးက sales တော့ရှိသေးတယ်တိုးတော့ညာလေးစိုက်ကလေးပေါ့နော်စိုက်ကလေးကတော့နည်းနည်းလေးစိုက်ကြီးတာပဲရှိတော့နော်စိုက်ကြီးတွေပဲရှိတော့ဈေးချအောင်လို့ရအောင်ယူတာနောက်တစ်ခေါက်ပြန်ရဖို့ကတော့လုံးဝမသေးကြ anyway ဒီမှာ sales ရပဲအကိုဖြူရွဲပြနေတာပဲဆိုရဲပေါ့လားကျွန်တော်အမဲရှိတာဆိုအမဲ exclusive တွေရပဲเนาะဒီကောင် exclusive ပဲเนาะအဲ့ဒါပဲသွားပြီးတော့ဒီမှာအခြားကြတယ်ဒီကောင်ကဘာနဲ့တူတယ်ဆိုတော့ဒီကောင်ကိုကြည့်လို့ရှိရင်ဟိုကျွန်တော်ရှေ့မှာပြဘူးတဲ့ဒီအဖြူထဲမှာအစိမ့်လေးနဲ့လေအစိမ့်လေးနဲ့သွားထားတဲ့ဟာကောင်လေးဒီကောင်ရှိတယ် exclusive တွေပဲအဲ့ကောင်လေးနဲ့သွားဆင်တယ်သွားဆင်တာမဟုတ်အကုန်တူပဲတထေးရတယ်ပဲနော်ဒီကောင်မနဲ့လားမိတ်မြင်နေလားဒီကောင်လည်းမိတ်မြင်နေပါပဲဒီကောင်မိတ်မြင်နေလားအဲ့ဒါလေးတွေ့မယ်ဆိုတာလည်းမင်းတို့ကောင် okay နော်ဒါလေးကိုကျွန်တော်ပြလိုက်မယ်ဗျာဒါလေးကအမဲကြိုက်တဲ့ border တွေ exclusive တွေမှာကြိုက်တယ်ဆိုလို့ရှိရင်လည်းပဲသူကသွားထားတဲ့ဟာကတမျိုးတော့ကျွန်တော်လေးခေါ်တယ်ဆိုတော့အဲ့တပုံစံနဲ့ဖြစ်နေတာကျွန်တော်ပြဘူးတဲ့အဖြူမှာအစိမ့်တူလေးသွားတဲ့ဆိုတဲ့ကောင်လေးတပုံစံနဲ့ပဲအရောင်ပဲပြောင်းသွားတာအကုန်တက်ရှားဘာညာ quality ဟိုအကုန်တူပဲနော်ဘေးကဒီမှာကျွန်တော်ပြောသလိုနောက်တရံဖြစ်သွားတယ်ဆိုတော့သတ်မိသားမသိဘူးအဲ့ဗီဒီယိုဒီဘက်ကကြည့်ရင်နောက်တရံဖြစ်သွားတယ်ဆိုတော့ဒီလိုက်နောက်တရံဖြစ်သွားတယ်ဒီဘက်ကကြည့်အဲ့ဟာဘာလို့ဆိုတော့အထက်က Nike ကြောင့်နော် okay ပြောပြမယ်ဒီကောင်လေးကကျတော့ဒီမှာတက်ရှာကျွန်တော်ထုံးစံနိုင်မယ်ဒီကောင်တက်ရှာနဲ့တော့တူမယ်နော်တက်ရှာအမဲကပြောင်းမဟုတ်ပဲနဲ့ဒီလိုတက်ရှာလေတာတော့တုံးတာဒီကောင် rubber တုံးတာတယ်အဲ့ကောင်ဘယ်မှာအစိမ်းကောင်လေးနဲ့ဒီလိုပဲစိမ်းနူလေးပြောတယ်ကျွန်တော် rubber နဲ့ပြန်တုံးထားတယ်ပြန်ချိတ်ပြီးတော့ Nike Air ဆိုပြီးတော့ဒီမှာပြန်ပြီးတော့ထွင်းထားတယ်ပြီးတော့ဒီကောင်ချီချိုးပြန်မပါတော့တင်တာချီချိုးလေးပြန်ထည့်ထားပြီးတော့နောက်တရံပုံစံမျိုးလေးဆိုတော့အရင်သဘောကျတယ်ရှေ့မှာ Nike အဲ့သွားရတယ်အထက်က exclusive ပုံစံတိုင်းပဲ exclusive ဒီမှာတက်ချာသုံးတာဒီဘက်စကားတွေကမတူတော့ဘူးနော်အဲ့ကောင် sales တော့ချနေတယ်မင်းပြန်တယ် Nike Air ဒါပဲကျန်တာထူးထူးမရှိအောက်ကဒီကောင် Care လေးနဲ့ပြန်တော့ဒီကောင်ချိတ်သွားတယ်အဓိကတော့ Care Dark Gray ပေါ့မဲကို Dark Gray ပြန်ချိတ်ထားတာတော်လေးလှတဲ့ထဲမှာပါတယ်လှရတဲ့ဗျာမိုက်တယ်အပီတီခံတယ်ကြိုက်တဲ့ outfit နဲ့စီးလို့ရမယ်အဲ့ဒီထိုင်မှာသွားတာပေါ့နော်ဒီလိုပဲသွားလို့ရမယ်ပေါ်အောက်ကိုကြည့်လိုက်ရင်2ရံဒီကောင်က2ရံပဲဘေးကကြည့်လိုက်လို့ရှိရင်နောက်တရံဝတ်ထားရလို့ပဲထင်ရတယ်ကျွန်တော်အဲ့ဒီဟာအရင်သဘောကျအဲ့ look ဖြစ်သွားတာအရင်သဘောကျတယ်အဲ့ကိုလေဒီမှာခဲနေပြန်သုံးလာတယ်အရင်မိုက်တယ်နော် okay ဆိုတော့အဲ့ဒါလေးရှိမယ်ဆိုတော့ဒါလေးကကျွန်တော်လာပြပေးတယ်ဒီကောင်လေးကလောလောဆယ် exclusive မှာရှိတယ် season မှာလည်းရှိတယ်ဆိုတော့ site လေးနည်းနည်းရှိသေးတယ်စုံသေးတယ်ဆိုတော့ဒါလေးလိုချင်တယ်ဆိုတော့လာမင်းပြလို့ရတာအမဲမပြလို့ဆိုတော့အမဲအားပေးတဲ့ border ရှိတာလည်းကျွန်တော်တခါလေးပြလိုက်တာဒီကောင်တော့ဒီဘက်ထဲမှာဒီကောင်လည်းရှိနေသေးတယ်တခြားအမဲတစ်ခုထက်လာအောင်ပဲရှိတယ်အဖြူတဲ့အခြားလိုချင်တာရှိတယ်အခြားရောင်လေးတွေရှိနေပါသေးတယ် season F1 နဲ့မရှိတယ်ပဲမေးလိုက် site ပုံမူတည်ကျွန်တော်ပြန်ပြောပြလို့ရတယ် TikTok ပေါ်လည်း Facebook Messenger မှာလာပြီးမေးပြလို့ရပါတယ်ကျွန်တော်ဒီ Facebook Messenger မှာလာပြီး site လေးမေးပြီးကျွန်တော်ဈေးလေးလည်းပြန်ပြီးတော့ကြည့်ပြီးတော့ပြောပြပါကျေးဇူးအများကြီးတင်ပါတယ်တက်တာပါခင်ဗျာအားလုံးကျမ်းမာရှင်နေကြပါစေ F4 ဆိုတာမှာ bro you know where to go နော်